ฮัลโหลမျိုးတို့ရေဒါလေးကဘာလေးဖြစ်မဲ့ထင်လဲဒါလေးကလွယ်အိတ်အလက်လေးပါနော်လွယ်အိတ်အလက်ဆိုင်လေးပါဒီလိုလေးပါအလဲမှာကဒီလိုခြိထိုးထားပါတယ်ဖားစီပုံစံလေးပါဒီလွယ်အိတ်လေးကကြတော့ဖုန်းတွေကွန်းတွေနောက်ပြီးတော့အလက်ဆိုင်ဆိုတော့ဗောနော်ပစ္စည်းတအားကြီးတော့မဆက်ပါဘူးဇစ်လေးပါပါတယ်အလဲမှာဇစ်လေးအကောင်လေးကိုတုံထားပေးပါတယ်လက်ရက်ကန်ထဲပါဒါလေးကထောပတ်စိန်ရောင်လေးပါအနီရောင်လေးပါအနီရဲရဲလေးပါနေဗီပြရောင်လေးပါကြောက်စိန်ရောင်လေးပါနော်ဒါလေးကတော့ခရမ်းရောင်လေးပါအနက်ရောင်လေးပါဒါလေးတွေကနောက်ပြီးတော့မင်္ဂလာဆောင်မှာလည်းလက်ဆောင်ကမ်းလို့ရတယ်နောက်ပြီးတော့ထသွားထလာနေရာမရွေးလွယ်သွားလို့ရတဲ့အိတ်လေးပါနော်10လုံးကြတော့ဒီလိုမျိုးရောင်စုံတစ်စီးနဲ့လာပါတယ်10လုံးကြီးမဲ့ဆိုရင်လက်ကားစီပေးပါတယ်နော်အနောဆိုင်ကဖတ်အံမှာဖွင့်ထားပါတယ်ဆိုင်မှာလည်းဝယ်လို့ရသလို online ကနေလည်းတော့ကမြို့နဲ့အစုံကိုဂိတ်ချပေးပါတယ်နော်